စိတ်ဓာတ်မချပေမဲ့လေဒီဘဝကြီးကအထီးကျန်တယ်ကိုယ်ဖြစ်ပြတွေခံစားချက်တွေတယောက်ယောက်နာလည်းပဲမျောလင်းခြင်းရဲ့မြတ်ပင်ငယ်ဘယ်တော့မှပါဆုံးနိုင်လဲ